နောက်မိကုန်းတစ်ခုကတော့ဆရာကားတွေမှာ brake စီကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတာပေါ့နော်ဘယ်လိုအခြေအနေဒီမှာရော brake စီကိုလဲရမလဲအမြဲတမ်းလဲဖို့လိုအပ်လားဆိုတာလေးပါဆရာ brake စီကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတော့ brake စီကတော့ဒီလိုလေဒီ maintenance parts တွေထဲမှာပါဝင်တဲ့စေပိုင်းဖြစ်တယ်ဟုတ်ကဲ့ဆရာတို့ကဥမာကွာ engine wine တို့ပါလို့ရှိတယ် engine wine ရှိတယ်ထားပါတော့ gear wine ရှိတယ် engine wine နဲ့ gear wine ဆိုတာ engine wine ဆိုတာကတော့သူ့ရဲ့ဒီအချိန်ကာလမှာလဲရတယ် gear wine ဆိုတာကတော့သူ့ကို check လုပ်လိုက်တယ်ပေါ့မကောင်းဆိုရင်လဲတယ်ပေါ့ကောင်းရင်83တယ်ဒါပေမဲ့ brake စီကသူက engine wine လိုပဲ maintenance မှာသူက mass ပေါ့ချိန်ရဘယ်လောက်ချိန်ရလဲဆိုတော့သူကဒီဟိုမှာ Toyota ရဲ့ဒီ manual ပေါ့နော်ဟုတ်ကဲ့ဆရာ manual မှာကြာရင်သူကီလို4000မှာလဲဖို့ brake စီကိုလဲဖို့ဒါကိုညွှန်ထားတယ်ဆိုတော့ကီလို4000မှာဘာဖြစ်လို့ညွှန်တယ်လဲဆိုတော့သူက brake စီကဘေးစောစောပြောတဲ့ဒီ hygroscopic ဖြစ်တယ် hygroscopic ဆိုတော့ဘေးကပွားချအောင်သူကအလွယ်တကူနဲ့ဒီထဲကိုစုပ်ယူနိုင်တယ်အဲ့တော့ဒီအလွယ်တကူနဲ့စုပ်ယူရင်သူကအပြင်ကိုပြန်ပြီးတော့အထွက်တော့ရောနေမှာသူ့ကိုခွဲထုတ်လို့လည်းမရတော့ဘူးတို့ကဟိုမှာစီနဲ့ရေနဲ့ရောနေတယ်ဆိုရင်ဟိုမှာအောက်ကနေအပူပေးလိုက်ရင်ရေတွေကနောက်ဆုံးအငွေ့ပြန်ပြီးအပြင်ကိုထွက်သွားတယ်အဲဒါပေမဲ့ brake စီကြတော့အဲ့လိုမျိုးလုံးလို့သူကအပြင်ကိုပြန်ပြီးတော့မထွက်သွားဘူးမထွက်သွားတဲ့ခါကျတော့ဒီကောင်ကမွိုင်းချဖြစ်လာမယ်အဲ့တော့မွိုင်းချဖြစ်လာရင်ဘာဖြစ်လဲဆိုတော့မွိုင်းချဖြစ်လာရင်သူက brake စီထဲမှာပေါ့ရေကရောပါလာမယ်အဲ့တော့ရေရောပါလာရင်ဘာဖြစ်လဲဆိုရင်ဒီ brake စီရဲ့ boiling point ရော့သွားဆိုလိုတာ brake စီရဲ့ boiling point ရော့သွားတယ်ဆိုတာက brake စီကနည်းနည်းဟိုမှာ brake စီမှာတို့ဟို brake စီမျိုးစားတွေအဆင့်တန်းနေရှိပေါ့လေတော့1 2 3 4 5ပေါ့5တိရှိတော့1နဲ့2ကတော့တိတ်တော့အခုနောက်ပိုင်းမှာဒီကားတွေမှာသုံးတာမရှိတော့ဘူးကားတွေမှာသုံးတာတော့က3ရ4ရ5ရဒါကိုသုံးတာအဲ့တော့ brake စီမှာ brake စီရဲ့ဒီပြောရရင်တော့ဒီ performance တွေထဲမှာအရေးကြီးဆုံး performance ပေါ့အရေးကြီးဆုံး performance ကတော့ဒီကောင်းရဲ့ဘာလဲဆိုရင် boiling point အဲ့တော့ boiling point ညင်လာရင် boiling point ဥပမာကွာဒီမှာ brake စေပိုင်းတွေဆိုတာအများတန်းလို့အပူရှိတယ်ဟုတ်ကဲ့ပူနေတာအဲ့ဒီပူက brake စီမှာလည်းလာပူတာပူတဲ့ခါကျရင် brake စီကအငွေ့ပြန်လာရင် line ထဲမှာသူကအငွေ့တွေဖြစ်လာဟုတ်အငွေ့တွေများလာရင်လူကနေ brake နင်းလိုက်တယ်ဆိုရင်သူကစီနဲ့အငွေ့နဲ့ဆိုရင်စီအငွေ့ကိုအရင်ဆုံးနင်းမိပြီးတော့မှစီနင်းမိမယ်အဲ့တော့လူက brake နင်းရတာလဲသူကလူရဲ့ဒီခြေထောက်ကလှုပ်ရှားရတဲ့အတိုင်းဒါနည်းနည်းလေးပဲရှိတာဟုတ်ဆိုတော့ခါကျတော့ brake ကအငွေ့ပဲသွားနင်းမိပြီးစီကိုနောက်မှနင်းမိတယ်ဆိုတော့ brake ကမိမှာမဟုတ်တော့မမိတော့ဘူးအဲ့ဒါမျိုးဖြစ်တာကိုတို့ကဘာလို့ခေါ်လဲဆိုရင် fading လို့ခေါ်တယ်ဒီမှာဘာလဲဆိုတော့ brake စီထဲမှာရေရောပြီးတော့သူ့ရဲ့ boiling point တွေရောကျလာတာပေါ့လေအဲ့ဒါကိုတို့က brake ကို fading လို့ခေါ်တယ်အဲ့တော့ဒီ moisture ဝင်လာတဲ့အရာတို့ကလုံးလို့မရဘူးအဲ့ moisture ကိုဖယ်ရှားလို့မရဘူးအဲ့ဒါပေမဲ့လေခိုရင်တော့ဖယ်လို့ရတယ်လေခိုရင်ဒီမှာတို့က brake ကိုလေချူတဲ့နီလန်းနဲ့ဖယ်လို့ရတယ်moisture ကိုဖယ်လို့မရဘူး moisture ကတို့ကဘာလဲဆိုအချိန်ကြာလာတဲ့အမြတဖြည်းဖြည်းနဲ့များလာမှာဟုတ်ကဲ့အဲ့ဒါဖယ်လို့မရဘူးဖယ်လို့မရတဲ့အတွက်သူက moisture များလာပြီဆိုရင် brake စီရဲ့ boiling point ရော့လာမယ် boiling point ရော့လာရင် brake ရဲ့ဒီ performance ကရောက်သွားလိမ့်မယ်ဟုတ်တော့ဥမာအရေးပေါ်အချိန်မှာ brake နင်းလိုက်တဲ့ခါမှာ brake ကမမိတာတော့ဖြစ်သွားပြီးရင်လည်း brake ကနေရတာ spongy ပေါ့ spongy ဆိုတာဒီရေမြုပ်ကိုနေရတဲ့အတိုင်းအဲ့လိုဟိုရေမြုပ်ကိုနေရတဲ့တလူကြီးဖြစ်လာအဲ့တော့တို့ကဒါကို brake စီကိုတို့ကသူ့အချိန်တိုင်းတာအတွင်းမှာလဲပြရမယ်ဒါပေမဲ့ဒီချိန်တွင်းမှာ brake စီကဘယ်လောက်ထိ moisture ဟိုစုပ်ယူလဲမစုပ်ယူလဲရတော့မမြင်ဘူးပေါ့မမြင်ရပေမဲ့ဒါကိုတို့ကဒီ maintenance အရာဆိုရင်တော့ဒီလောက်မှလဲရမယ်ဆိုတာညွှန်တာတယ်များသောအားဖြင့်သူကကီလို3000နဲ့ကီလို4000ပေါ့ပြောရရင်တော့ကီလို3000ကီလို4000ဆိုတာကကားမောင်းရင်တို့က2နှစ်လောက်ကြာဟုတ်ကဲ့ဆိုတော့2နှစ်ကိုတစ်ချိန်လောက်တော့ဒါ brake စီကလဲပြဟုတ်ကဲ့
break ကတော့ break စီကတော့ဟို2နှစ်တစ်ချိန်လောက်လဲရင်တော့လုံလောက်ပြီပေါ့နော်ဆရာ လဲဖို့လဲရမှာပေါ့လေ mass ပေါ့ mass လဲတဲ့နေမဟုတ်ဘူး mass ဖြစ်တာပေါ့ဒါကတော့လဲရမယ် ဟုတ်ကဲ့ဆရာဟုတ်